တို့ဖေးချစ်ကြတော့လေတခြားပါစီတည်း ဒုဖေချီကတော့ဒုဖေဘာချီကတော့ဒီလေကားစမရဲ့ညီချက်တော့သွားလိုက်ပါဦး ဟာခိုင်ဘုရားဘိတ်ကမှတိုင်သူကငါနားမလဲတိုင်မင်းမဲ့သွားလိုက်ပါတိုင် ငါလည်းနားမလည်ဘူး ငါလည်းနားမလဲတိုင်မင်းမဲ့သွားလိုက်ပါကွာမင်း ရရခွာအားဟုတ်ပါမလားကြာပြီနော်ဘာလို့လဲမသိဘူးခါ အေးဟုတ်စားတယ်တို့ဖေးတွေလေတော့အိတ်ရှိတာ ဘာ တို့ဖေးတွေလေတော့အိတ်လေ ဒုဖေရထွက်တဲ့ laptop ရဲ့ ဟောလား ဒုဖေရထွက်တဲ့ laptop ရဲ့တော့မရှိကျွန်တော်က River Case ဆိုပါလို့ရှိမှာ ဟုတ်စားလေလေတော့အိတ်လေတို့ဖေးတွေလေ အဲ့လေမဒုဖေရထွက်တာမရှိဘူးမ ငါလာနေစားနေကြောက်ရင်ငါ့ကိုနားမလဲတရားဟုတ်စားလေတို့ဖေးတွေလေတော့အိတ် ဒုဖေရထွက်တဲ့ laptop ရဲ့ တို့ဖေးအတွက် ဟောအဖေအတွက် အေးဟုတ်ရဲ့တို့ပါအတွက် ဟောဒိုးပါအတွက် အေးလက်တော့အိတ် အဖေအတွက် laptop ကြီးလိုချင်တာလား အေးဟုတ်အေး laptop ကြီးမှာဆိုရင်ကျွန်တော်တို့မှာကလက်ဆွဲရည်လေးတွေရှိမယ်မှာပြီးလို့ရှိရင်ဒီကြောပွက်လေးအတက်ရောက်ထားရတာလေးရှိမယ်ဗျာ အော်အေးကျောဖို့အိတ်ထဲမပြတော့ကျောဖို့အိတ်ကကျောင်းဆိုဒုဖိကြီးများဒုဖိကြိုင်မဟုတ်ပါဒုဖိကြီးများတယ်ဒုဖိကြိုင်မဟုတ်ပါကျောဖို့အိတ်က ဒုဖင်ကြီးများလို့ အဲ့ပါဒုဖိကြီးများစာဒီပြောရဒုဖိကြိုင်မဟုတ်ပါဒုဖိ ဒုဖေ အေးကြီးကျက်သာ तू ဟောဒုဖေကြီးကျယ်လို့ အေး तू ကြိုင်ရအဲ့ဒါတွေမျိုး ဟော အေး ကြီးကျယ်တော့မကြိုက်ဘူးအဲ့ဆိုလို့ရှိရင်ကြောပွေးမကြိုက်ဆိုဒီလို laptop အိတ်လေးသုံးလို့ရတယ်လေမလက်ဆွဲအိတ်အဲဆိုရင်လက်ဆွဲအိတ်အနေနဲ့လည်းသုံးလို့ရတယ်ဒါဆိုပိုက်အိတ်အနေနဲ့လည်းသုံးလို့ရတယ်ဗျာ ဟေးဒါအရာတွေလာပဲစီရတာ ကာလာကလက်ရှိဒီမှာရှိုးပြထားတဲ့ဟာတော့အကုန်မဲ့မှာ တကောက်ပဲလား ဒါပဲရှိအောင်ပဲလက်ရှိရ အေးရလူငယ်ဆက်ဆိုအဆင်မပြေရဒုဖိတွေစိတ်ပြေမဟုတ်ဟုတ်စားဒါဆိုမှဟုတ်စားဒီဒုဖိကိုလေချစ်ကြတော့တခြားပါစီတည်း ဒုဖေဘာဖြစ်တယ်မှာ ဒုဖိချစ်ကြတော့လေတခြားပါစီတည်း ဒုဖေချီကတော့ဒုဖေဘာချီကတော့ ဒါတော့စာပြောနေဟုတ်စားဒုဖိချစ်ကြတော့ပြောရဲချစ်ကြတော့လေ ချီကတော့ အေးဟုတ်စားချစ်ကြတော့တခြားတဲ့ ဘာလဲမှချီကတော့ ဟုတ်စားလေလေချစ်စီခို ဘိုင်ဟုတ်စားလေလေချစ်စီခိုလေဟုတ်စားဒုဖိကို ဒုဖေလုံးရှိကို ကတော့ဟုတ်စားလေဒုဖိကိုလေချစ်စီခို လောက်ချီပြီးရှိကို အေးဟုတ်စားဒုဖိကိုချစ်ကြတော့ကတော့လူကြီးကတော့အေးဒုဖိကတော့ချစ်တခြားပါစီတည်း တခြားပါရှိလေသိကျင်တာတော့အဲ့ဒါကျွန်တော်မီထဲမှာဒီသွေးပေါင်ချင်းနဲ့ဆက်တွေပါလေရှိရမှာဟုတ်ကဲ့ပြင်ပေါင်ချင်းဆက်တွေပါလေရှိရမှာ ဒါလူကြီးတွေစိတ်ပြမှာဗလား ရိုက်လူကြီးလည်းသုံးနေရတယ် ဒုဖိကြီးပြစားတာကြိုက်ပဲနေမယ် ဟုတ်ကဲ့ဟုတ်အဲ့ဒါဒီမှာတစ်ချက်ကြည့်လိုက်တယ်နော် အေးပြော အမအဖေကိုချီးပြီးကြောကျင်နေဆိုရင်ကျွန်တော်ဒီဥစ္စာတွေကပူပြီးဆင်ကျင်မှာ ဒါပါပဲလေချီပြီးကတော့ချစ်ကတော့ပြောရဲ အဲ့မှာအမပြောတဲ့ချီကြောပေါ့ အေး အဲ့လိုကြောကျင်နေဆိုလို့ရှိရင်ကျွန်တော်ဒီဆက်ကပို့ပြီးဆင်ပြီးတယ်တော့အပေါ်သေးအောက်သေးလည်းတိုင်းပြီးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနှလုံးခုန်လုံးလည်းတိုင်းပြီးတယ်ဗျပြီးလို့ရှိရင်ဒီ smart series ဖြစ်တဲ့ application တွေပါနဲ့ချိန်သုံးလို့ရတယ်ဗျ ဟုတ်ရဲ့ချိန်တော့ရပါတော့ဆို ဖုန်းနဲ့ချိန်သုံးလို့ရတယ် အဲ့ဒါနည်းနည်းစိုက်ပြကြည့်လေ နည်းနည်းဆန်းပြကြည့်ရဟုတ်ကဲ့ဟုတ်ကဲ့နည်းသူကကြောက်ဒီမှာအဲ့ဒီပါပါမယ်အိမ်မှာလူကြီးပါတယောက်တည်းရှိရဆိုလို့ရှိရင်ကျွန်တော်သုံးလို့ရတယ်မှာဒီ တယောက်ထဲလဲစိတ်ပြေပေါ့ တယောက်တည်းဆင်ပြေတယ်ကျွန်တော်အဖေခေါ်နေကြမလို့ ဟော ဆက်ပါနော်ကဒီမှာဒီမှာအပေါလေးထိုးတယ်ပါပါလေး ငါပြတော့ကြအဲ့ရဒူဘောတော့ပြန်ရ ဟုတ်ကဲ့ဟုတ်ပြီးရင်ကျွန်တော်ဒီမှာကလစ်ပါပါနော်ကလစ်နဲ့တော့လက်မောင်းညှက်ပြီးသွားပြီဆိုရင်ဒါလိုပတ်လိုက်တာဆိုပြီးသွားပြီတယောက်ထဲနဲ့လည်းအဆင်ပြေမှာပြီးလို့ရှိရင်ခလုတ်လေးနှိပ်လိုက်ရုံပဲဒီအပေါ်ကခလုတ်ကကြတော့ကျွန်တော်တို့ဒီမှာ storage ကိုပြန်ပြီးတော့သိမ်းပေးတဲ့ခလုတ်လေးပေါ့နော်ဟုတ်ကဲ့ဒါဆိုသူစပြလို့လုပ်နေပြီနော်ဒါဆင်ရပြီမှာ ဒါဥစားတလောက်ခုံတော့ပေါ်အားဆိုင်ရုပ်ပဲပေါ့ ကြားတယ်မှာနှလုံးခုန်လုံးလေးရပြပေးတယ်အပေါ်သိခုန်လုံးနေပါတယ်ပြပေးတယ် အေးအဲ့သူဘာပဲပြောတရားဖက်ဆိုတဲ့အစိပ်ပြေဆိုတော့ဒုဖိတဲတဲ့အစိပ်ပြေလေသူကလည်းတိတ်ပြီးဆိုဟိုစားစိတ်ပဆက်อ่ะတိတ်စိတ်ဆက်တဲ့လူမဟုတ်ပါဆိုတော့လေ သိစိတ်ဆက်တဲ့လူမဟုတ်ဘူးလို့ တိတ်စိတ်ပဆက်อ่ะသူကဥစားစိတ်ဆက် စိတ်ဆန်း အေးတကြတဲ့ ရတယ်မှာသုံးလို့ရလူကြီး ညာအေးပြော ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင် အဲ့နေဟုတ်စားစေပြပဲတက်ကကြည့်ပြပလား ကြီးပြကကြကျွန်တော်တို့3,3800ကျန်မှာ တိတ်တော့သားဆစ်ထားတာ 3,3800ကျန် အော်
ဥစားဈေးလေးပါလိမဆော်တော့ပြီလား promotion ဈေးလျှော့တဲ့ promotion တွေပါလေတော့ကျွန်တော်တို့မှတော့မရှိသေးဘူးမှာဒါပေမဲ့ကျွန်တော်တို့ကဈေးကျော်တဲ့အစီအစဉ်လေးတွေရှိရဆိုတသိန်းကျော်လို့ရှိရင်ကျွန်တော်တို့ကပစိုးတစ်ထည်လက်ဆောင်ထည့်ပေးရမှာ ဈေးပဲဆော်ပေးလေပစိုးကဘောဆိုမလို့ဈေးဆော်ပေး ဈေးလျှော့တဲ့ promotion တော့မရှိသေးဘူးမှာကျွန်တော်တို့မှပစိုးပေးတဲ့အစီအစဉ်လေးပြန်စနေ ဆော်ပေးမြဘောအဲ့ဆိုဈေးอ่ะ ဟုတ်ကဲ့မှာပစိုးပဲအစီအစဉ်လေးဟုတ်ကဲ့ အေးပြောလေအဲ့ဆိုလဲဒါပဲရွိုင်မယ် ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကောင်းလာမှတစ်ချက်တော့ရှင်းပြပါဦးမယ်နော် အဲ့ငါမဖို့ရွိုင်ပါနော် ဟုတ်ကဲ့ ကောက်တော့မှပဲတောက်ဆောင်နေရမလား ကောင်းလာမှတစ်ချက်တော့ရှင်းပြပါဦးမယ် အေးငါလို့ကြည့်မြောငါဈေးဆော်ပေးတယ် ဘိုင်လေမှာ ငါလို့ကြည့်မြောငါဈေးဆော်ပေး ဈေးလျှော့တဲ့ promotion တော့မရှိသေးဘူးမှာအကယ်ကျွန်တော်တို့ကမိုမန်နီနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့1000တော့ shop ပေးတယ်မှာမိုမန်နီကနေ1000 shop ပေးတာဟုတ်ကဲ့ မိုဘိုင်းနဲ့ဝေးချရဆိုကြည့်ပြတောက်ဆော်ပေးမယ်တမျိုး ဟုတ် လား တယ်မှာဟုတ်တယ် ဘာရဲဆိုငါမမိုဘိုင်းနဲ့ရှာမိုဘိုင်းနဲ့ပဲချမယ်လေ ဟုတ်ကဲ့မှာဟုတ်ကဲ့မိုမန်နီနဲ့ချူရနော် ဟေးပြော ပိန်း3800ပါ လိုက်ပြီးကြည့်ပြော ဟုတ်ဒါလေးကကြတော့ကျွန်တော်တို့ဆိုင်ရနေပြီးတဲ့ပစိုးလေးပေါ့နော်ဥပချမ်းပစိုးလေးမှာသူကကြတော့ကျွန်တော်တို့အသားလေးလည်းကောင်းတယ်မှာပုံမှန်ဆိုရင်1000လောက်တန်တယ်မှာ တက်စီဖယ်မျိုးလုပ်ပြီးရမယ် ခုနကအမဖေကိုချီပြီးတော့ကြောတဲ့နေရာမျိုးမှာဒါထည့်သုံးလို့ရတယ်မှာ အော်အေး အဲ အဲ့ဆိုလည်းပြောလေဒါပဲရိုက်မယ် ဟုတ်ကဲ့မှာ တန်ကတော့ကတော့ရပါ ဟုတ်တယ်မှာသားကတော့လေးရတယ် အေးပြောအဲ့ဆိုဒါပဲထည့်ပြရိုက် ဟုတ် ရပါရင်တော့မပေါင်ချလေးပါ ဟုတ်ပြီ ကျန်တော့မှနောက်လွယ်တက်ရှိလာခဲ့ပါအောင်ဗျ အေး ဒီမှာလေ ကျလာမယ်ကျေးဇူးတင်နော် ဟုတ်ကဲ့ကျေးဇူးပါမှာ